လောက်ပြုတ်ပြလေအကိုရေခုံလို့ပါမင်းမြဝင်းသွေးမိတိုင်းရေခုံတောင်းပြအောင်မြန်လာတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က THV ပိုင်းကြီးပါကျွန်တော်ဒီနေ့မှာတော့ music video လေးတစ်ပုဒ်ကိုကျွန်တော် reaction လုပ်မှာဖြစ်ပါတယ်အဲ music video လေးကတော့ခွန်တော်မီနစ်နဲ့ခွန်အာကာလို့ဆိုထားတဲ့ချင်းဖြစ်ပါတယ်ဒီတချင်းကတော့နာမည်ကတော့ညီမလေးပေါ့နော်ဒီချင်းလေးကနှစ်တာတာကိုကိုယ်တိုင်ခံစားကြည့်ရမှာသိမှာဖြစ်တဲ့အတွက်အဲ့တော့ let's go စလာတယ်နော်လေးဘောပြန်ဝဲရာလာတယ်ညီမလေးရဲ့တချက်လောက်ပြုတ်ပြလေအကိုရေခုံလို့ပါမင်းမြဝင်းအဲ့စာသားတွေထက်ပေါ့နော်သူတို့ရဲ့ကားကွက်လေးကြိုက်တာလုံးဝကိုမယ် entertainment သွေးမိတိုင်းရေခုံတောင်းပြအောင်မြန်လာတယ်ဝယ်လက်ဆိုင်ကိုကြည့်တယ်နော်ရောနတို့ကွက်နဲ့အဲ့ကောင်စိုက်ကိုကြည့်လိုက်ပြီးတော့သော်ကွက်ကြီးနဲ့ဟောသော်ကားတဲ့အကွက်ကြီးပါတချင်းကိုတော့တချင်းကိုတော့မပြောဟိုဘယ်လိုပြောမလဲအပြည့်မပြောချင်ဘူးဒီကောင်လေးကဲလုတ်တဲ့ပုံလေးနဲ့အနေပေါ့နော်လိန်ညာပြီးငါပြောတာဘူးငါရမ်းတီပြူတယ်အချစ်ကြောင်းလဲမနာမလဲဘူးနေငါချစ်ကိုသွားတယ်ဒီကောင်ခလေးကွက်တွေနဲ့ပေါ့ဒီကောင်လေးစော်လိုက်လို့ရတော့နော်တကယ်စော်ပစ်ခံရမယ်ကောင်မလေးရဲ့တချက်လောက်ပြုတ်ပြလေအကိုရေခုံလို့ပါမင်းမြဝင်းသွေးမိတိုင်းရေခုံတောင်းပြအောင်မြန်လာတယ်လဲလျှောက်တဲ့ site ကြီးလဲလျှောက်တဲ့ site ကိုကြည့်လဲလျှောက်တဲ့ site ပြအောင်မြန်လာတယ်အဲ့ကွက်ကိုကြိုက်တာအဲ့ကွက်ဓမ္မအဲ့ကွက်ကိုကြိုက်တာငါစားတာဘူးပြီးခဲ့ပဲဝါတယ်အရင်နော်ကိုယ်လည်းမစားတတ်ဘူးပါလေ PK ပဲဝါဒီခေတ်မှာဒီလိုလူမျိုးတွေကရှားသွားပြီနော်အားလဲငါတော့တာဘူးဘယ်နို့ပဲတောက်တယ်ငါငင်းကအယံပြူစိမိဘပိုက်ဆောင်ကိုရဘူးယုံကြည်ကွက်တီရတော့လုံးဝကိုကွက်တီမိုက်နော်လို့ပြောမလဲလုံးဝကိုပဲများမယ်သူများရင်လည်းတမူမထူးချောင်းတာဖြစ်ထူးချပြီးလုံးဝကွဲထွက်ရောက်နေဒီကောင်းလေးကိုငါကြည့်ပြီးတော့ဗာသက်စီလို့မရတယ်စိတ်ညစ်အောင်လာလို့ဒီမှာအေးစေးထိုင်နေလို့ဆိုတော့ကုန်ထောင်းဖို့မအားမနိုင်ဘူးအာရချွတ်တဲ့ကောင်မလေးရဲ့အခုလိုက်ဆောင်ပါငါအခုကြိုးထားတယ်နိဟုတ်လေအားမရှိပါဘူးဆိုဘလို့အားကိုးအောင်မလဲကောင်မလေးရဲ့အားကိုးလိုက်ပါတယ်ဟာပြန်လဲကြည့်လိုက်အောင်ဒီမှာကြည့်အခုလိုက်ဆောင်ပါငါအခုကြိုးထားတယ်နိတွေ့ဆိုအချင်းတီးပဲပိုက်ဆောင်လဲစီတယ်မဟုတ်ဘူးလေကတဲ့ကွက်တွေလည်းကြည့်ရောဒီမှာညီမလေးတို့အဲ့ကွက်တွေနဲ့သွားပြီးတော့လှုပ်လို့မရဘူးညီမလေးရဲ့တချက်လောက်ပြုတ်ပြလေအကိုရေခုံလို့ပါမင်းမြဝင်းသွေးမိတိုင်းရေခုံတောင်းပြအောင်မြန်လာတယ်ဟုတ်ကဲ့ရေခုံတောင်းပြအောင်မြန်လာတယ်ရေခုံတောင်းပြအောင်မြန်လာတယ်ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော် play တာတော့မဟုတ်ဘူးเนาะအကုန်လုံးကိုဘယ်လိုအနာလုံးရပုံစံမျိုးနဲ့ကျွန်တော်ကဖြောပြီး video ရှင်းလုပ်ပြရပါညီမလေးတွေကိုဒီကွက်နဲ့သွားချုပ်လို့မရဘူးเนาะ
တလား ဟုတ်ကဲ့ ညီမလေးတွေဆိုတာမျိုးကတည်းကမဟုတ်လားသူတို့တွားရှုပ်လို့မရဘူးပေါ်ချက်ကြတယ်တလားအကွက်တွေတွားပြီးတုံးလို့မရဘူးဒီလိုကကွက်တွေနဲ့တွားရှုပ်လို့မရဘူးเนาะကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲเนาะချင်းလေးကိုဂျင်းနာရလိုက်မလို့ထင်ပါတယ်ကျွန်တော်ကဒါဟိုဗလိန်းနာတော့မဟုတ်ပါဘူးအဲချင်းလေးကိုကျွန်တော်ကမားပါသွားရင်လည်း sorry ပါလို့တကယ်တောင်းပန်ပါတယ်ဗောနော်ကျွန်တော် channel လေးလို့လည်း like subscribe လုပ်ခဲ့ကြပါဦးဗီဒီယိုလေးတော့ဒီလောက်ပါခင်ဗျ